ကျွန်တော်တော်လိုင်းတက်ဖွဲ့တွေကိုခံစားရတဲ့ပြည်သူတွေဗျဒီတော်လိုင်းရေးကိုမွေးထုတ်ပေးလိုက်တာပြည်သူပဲအားလုံးပဲမင်္ဂလာပါမြန်မာသတင်းကနေကြိုဆိုလိုက်ပါတယ်အဲ့ဒီလူငယ်တွေကိုလက်နက်တက်ဆင်ပေးလိုက်တာလည်းပြည်သူပဲပြည်သူကအမျိုးမျိုးရှိတယ်လေနော်စစ်မတိုက်နိုင်တဲ့လူစစ်မတိုက်ရဲတဲ့လူစစ်မတိုက်ချင်တဲ့လူအသက်အရွယ်ကြီးတဲ့လူအကြောင်းမျိုးမျိုးကြောင့်ရှိနေတဲ့လူအားငွယ်တဲ့လူကပတ်စံထုတ်ပေးတာအဲ့ဒီမှာတကဘာလုံးမှာရှိတဲ့ပြည်သူတွေကလည်းထုတ်ပြီးတော့ဒီကလေးတွေလက်နက်ရတာပေါ့ဗျာရှင်းတန်လာတာပေါ့အဲ့ဒီရှင်တန်လာတဲ့ကလေးတွေက9နှစ်ကြာလာတဲ့အခါမှာအမြောက်များဖြစ်နေပြီတနက်တွေကုန်ကင်လာတာမျိုးတွေဘာလို့မသိနေလဲဒီမှာကျွန်တော်6800စားတွေကိုထောက်ပြနေတာတခုရှိတယ်ခင်ဗျားတို့ရန်ကိုကြောက်လို့မသိတာခင်ဗျားတို့ကျွန်တော်တို့သိမ်းလိုက်ပြီဆိုရင်လိန်ပြန်နေတဲ့ဘုံလာကျဲပြီးပြည်သူတွေကိုဒုက္ခပေးလွန်းလို့ဒေါ်တန်ယုံ PDF တွေကမသိတာခင်ဗျားတို့ကြောက်လို့မသိတာမဟုတ်ခင်ဗျားတို့စကိုင်းတွေဝင်စီးလို့ရမှန်းလက်သိတယ်ဝင်တိုက်လို့ရမှန်းလက်သိတယ်မြို့တွေကိုသိမ်းလိုက်တာနဲ့ခင်ဗျားတို့ကမစီမဆိုင်ပြည်သူတွေကိုမဲတယ်ပြည်သူနဲ့ PDF တွေကိုသွေးခွဲဖို့အတွက်ခင်ဗျားတို့မြည်ရှို့တယ်အဲ့ဒါကြောင့်ကိုပြည်သူနာမှာဆိုလို့အတက်နိုင်ဆုံးမသိမ်းမဲစီးခံနေကြတာမဖြစ်တဲ့မြို့တွေတော့သိမ်းတာပေါ့ဗျာမသိမ်းနိုင်တော့မလုပ်တာလေမြို့တွေကိုဝိုင်းထားတယ်ပတ်ပတ်လည်းဝိုင်းထားတာဒီလူကြီးမင်းတို့ရဲ့ဒီဆက်အာနာရှင်ဘက်ကလက်နဲ့ကင်ထားတဲ့ရဲရဲတောက်တွေကိုပြောချင်တာလူကြီးမင်းတို့သေချာစဉ်းစားကြည့်ပါကျွန်တော်တော့မဟုတ်ပါဘူးเนาะကျွန်တော်တို့ဘက်ကကလေးတွေကဘာလက်နဲ့မှမရှိပဲねလူကြီးမင်းတို့လုံခြုံရေးအပြည့် CCTV ကင်မရာအပြည့်ထောက်လိုင်းရေးတွေအပြည့်ဝိုင်းထားတဲ့ရန်ကုန်မန္တလေးတွေမှာမကြောက်မြို့လူကြီးမင်းတို့ကိုဆန္ဒပြနေစေနော်လူကြီးမင်းတို့ကိုစစ်အာဏာရှင်ကမရှင်ပြီးပြီးအဲ့လိုလောက်ခိုင်းမယ်လူကြီးမင်းတို့လောက်ရဲမယ်ထင်လားသူတို့သိတယ်အချိန်မြေးသူတို့အဖမ်းခံရနိုင်တယ်အချိန်မြေးလူကြီးမင်းတို့စစ်အာဏာရှင်ရဲ့ထောက်လိုက်ရေးလက်ထက်ရောက်သွားရင်အသက်ဆုံးရှုံးသွားနိုင်တယ်ဘာကြောင့်လဲရဲရဲဆက်ဆက်လုပ်နေကြတာပြောချင်တာမသိမချင်းရိုက်တာမှာအဲ့လိုဂျားတဲ့ကနေရဲရဲတောက်ယနေ့အထိ UG လုတ်ပြီးတော့ကလေးတွေကလမ်းပေါ်မှာထွက်ပြီးဆန္ဒပြနေတယ်ပြီးခဲ့တဲ့ရပ်ပိုင်းရပဲကိုတေစာဆန်းတို့အုပ်စုအသက်ကိုပဒါနမထားဘဲနဲ့ဆန္ဒထွက်ပြတာသူတို့ရဲ့ရွယ်စံတတိနဲ့လူကြီးမင်းတို့တနက်ကင်ထားတဲ့တနက်ကင်ပြီးမှအသံထွက်ရဲတယ်လေပြန်ရှိပြီးမှဘုံကျဲရဲတယ်နော်လက်နဲ့မရှိတဲ့ပြည်သူတွေကိုမှဖမ်းရဲစီးရဲတဲ့လက်နဲ့မရှိတဲ့ចောင်းသားတွေနိုင်ငံရေးသမားတွေလွတ်တော်ကိုယ်စားလှယ်တွေကိုအိမ်တွေဝိုင်းပြီးဖမ်းရဲတဲ့လက်နဲ့မရှိတဲ့အမေအိုဒေါ်အောင်ဆန်းစုကြည်အသက်85နှစ်မှာအသင်တို့ဖမ်းရဲတဲ့တတိနဲ့ရှင်ကြည်စမ်းပါဦးအဲ့ဒါမြန်မာနိုင်ငံရဲ့တကယ်သူရဲကောင်းတွေဒီလောက်ရဲရင်တဲ့လူဒီလောက်တတိရှိတဲ့လူတွေမကြုံဘူးကျွန်တော်တို့မြန်မာနိုင်ငံမှာအင်္ဂလိပ်တော်လှန်ရေးနော်ဆရာဆန်တို့အုပ်စုဘောင်ကျော်တို့အုပ်စုပေါ့ပြီးတော့ဂျပန်တော်လှန်ရေးတွေမှာအဲ့ဒါမျိုးရဲရဲတောက်သူရဲကောင်းတွေထွက်ခဲ့ပူတယ်အဲ့ဒီရဲရဲတောက်သူရဲကောင်းတွေဟာအဲ့ဒီချိန်ကတော့နော်ကိုကကျွန်ဘွားကနေကွန်လီဘွားကနေလွတ်မြောက်ဖို့အတွက်နိုင်ငံနဲ့လူမျိုးအတွက်မခံချင်းစိတ်တွေများလို့ပြီးတော့ရဲရဲတောက်လုပ်ခဲ့ပူတယ်အဲ့ဒီချိန်မှာဂျပန်ကင်ပီတိုင်းတွေကဘလောက်ထိရက်ဆက်လဲလူတိုင်းသိတယ်နော်လက်သွဲကိုဆွဲနှုတ်ပြီးတော့အေကုံခွာတယ်လူကြားဘူးတယ်ကျွန်တော်လက်သမိုင်းတွေပါသင်ခဲ့ရတာအဲ့ဒါလည်းခြားတာပဲဒီနေ့ကျွန်တော်တို့လူငယ်တွေပေါ့နော်အဓိကဂျန်စည်းတွေပြောချင်တာအဲ့ဒီထဲမှာဘလောက်ရဲရဲတောက်လဲဆိုရင်မိန်းကလေးတွေဗျကျွန်တော်တို့ယောက်ျားရင်းမာကြီးတွေမလုတ်ရဲတဲ့ကိစ္စမလုတ်နိုင်တဲ့ကိစ္စမစင်းတော့မစင်းစားရတဲ့ကိစ္စကိုရဲရဲဆက်ဆက်အသက်ကိုပဒါနမထားပဲဒေါ်လာရေးဆိုတဲ့စိတ်တစ်ခုလေးနဲ့လူကြီးမင်းတို့ကိုအပွင့်လင်းဆုံးပြောရင်မုန်းတာနဲ့ကြော်သွားပြီနာကြီးသွားပြီဒီနေ့ထိလမ်းပေါ်မှာထွက်နေသေးပဲလူကြီးမင်းတို့ထင်နေလားရန်ကုန်မှာအများကြီးရှိတယ်
မန္တလေးမှာအများကြီးရှိတယ်သူလိုင်းနဲ့သူလာဖို့အတွက်စောင့်နေတဲ့လူငယ်တွေအများကြီးရှိတယ်အများကြီးရှိတယ်ဒီတိုင်းပဲအပျော်ပါမှတ်နေတဲ့လူငယ်တွေရှိဒါပေမဲ့အဲ့ဒီအပျော်ပါမှတ်နေတဲ့လူငယ်တွေကိုလည်းအထင်မသေးနဲ့သူတို့အချိန်မကျသေးလို့အပျော်ပါမှတ်နေတာပြောချင်တာကကိုရောင်ဖြောက်ထားတာသူတို့ယင်တဲ့အသေးထဲမှာဘလောင်ဆူနေတယ်အချိန်မကျသေးလို့ပေါ့အဲ့တော့အဲ့ဒီလူငယ်တွေအဲ့ဒီလက်နဲ့ရှိတဲ့လူတွေကိုအသားနာပြီးကိုကိုလက်ဖမ်းမဲ့ကိစ္စကိုအဖမ်းခံမှထင်လို့လားပြန်ချမှာပေါ့ဗျာရှင်းနေတဲ့ကိစ္စကြီးဒါတော့သူတို့တွေဟာနိုင်ငံတကာကသတ်မှတ်ထားတော့နိုင်ငံတကာစီမင်းစည်းကမ်းတွေကျင့်ဝတ်တွေကိုယ်တော်ကွန်တက်တွေနော်အဲ့ဒါတွေကိုသူတို့အများကြီးလိုက်နာနေလို့လူကြီးမင်းတို့ပို့ပြီးသက်သာနေတာဒုတိမဟုတ်ရင်ဒါကိုလေသက်ဆိုင်ရာလူကြီးတွေကပေါ့နော်ခေါင်းဆောင်တွေကတားနေတယ်သူတို့ကိုသင်တန်းပေးနေတယ်အချို့တွေကရှင်းပြောရရင်ရဲရဲစက်တုတ်ပြန်နေကြတဲ့ကလေးတွေအများကြီးရှိတယ်မလုပ်ကြပါနဲ့ဆိုမလုပ်ရင်တားတဲ့လူတွေတော့ရန်ဖြစ်တာမလုပ်ဘူးလုပ်လို့မရဘူးဘလို့မှမလုပ်ကြပါနဲ့ပြောနေတာအဲ့တော့မှန်ပါတယ်အဲ့ဒီတချို့တော့တော်လိုင်းအစတွေကတချို့ကလေးတွေလည်းအခုဆိုရင်ကောင်းခွင့်နိဗ္ဗာန်မုံကိုရောက်နေကြပါပြီမရှိလည်းအသက်တွေလည်းမရှိကြတော့ပါအဲ့တော့အဲ့ဒါကိုကဘာကသိတယ်ဗျာကျွန်တော်သိတာမဟုတ်ဘူးကဘာကောင်းဆောင်တွေအကုန်သိတယ်အမေရိကန်အကုန်သိတယ်တန်ယုံတွေအကုန်သိတယ်တချို့ကတော့ပြောတော့ဗောဗျာဥရောပတန်ယုံတွေပြန်ပိတ်တာကရုရှားနဲ့ဥရောပစစ်ဖြစ်တော့နော်ယူကရိန်းကိုထောက်ပံ့နေတဲ့အတွက်သူတို့ကချိုးချံချေတာကြီးလုပ်ပြီးတော့မြန်မာပြည်ကိုပေးထားတဲ့ပတ်စံတွေဖြတ်တောက်တာတို့ဆွီဒင်တို့ဘာတို့ပေါ့တန်ယုံတွေပိတ်ပြီးတော့ဈေးဒါလည်းဖြစ်နိုင်တယ်နောက်တစ်ချက်ကမြန်မာနိုင်ငံကအခြေအနေမကောင်းတော့ဆိုတော့သူတို့သိပြီအဲ့တော့သူတို့နိုင်ငံသားတွေလာပြီးအခြေချဖို့လည်းမရှိဘူးစီးပွားရေးလုပ်ဖို့လည်းမရှိဘူးအဲ့တော့သူတို့နိုင်ငံသားတွေမလာမဲ့နိုင်ငံမှာဘာကိစ္စတန်ယုံလာဖွင့်တာမလဲတန်ယုံကပတ်စံအကုန်ခံပြီးတော့ဒါကြောင့်ပတ်စံကို save လုပ်တာလည်းပါတာမြန်မာနိုင်ငံမှာနောက်9နှစ်10နှစ်ဘလို့အခွင့်အလမ်းမှမရှိတော့ဘူးဆိုတော့သူတို့ခံမှန်းနိုင်နေပြီအဲဆိုတော့သူတို့ကကဘာနဲ့ခြီးပြီးတော့စဉ်းစားနေတဲ့လူတွေရင်တွေကဖားတငယ်တွေမဟုတ်ဘူးသူတို့အကုန်မြင်နေပြီအခုဒီနေ့ပဲကြည့်အလွန်အမတန်ထူးဆန်းတဲ့ကိစ္စတစ်ခုဖြစ်တယ်ဆိုမာလီယာနိုင်ငံပြိုကွဲနေတာလူတိုင်းသိတယ်နော်ဆိုမာလီယာနိုင်ငံမြောက်ပိုင်းကိုဆိုမာလီလန်ဆိုပြီးတော့အုပ်စုတစုကကိုပိုင် independent ထကြေညာတယ်ကမ္ဘာလုံးဘယ်နိုင်ငံမှအသိမှမပြုဘူးအမေရိကန်လည်းဘယ်သူမှအသိမှမပြုဘူးဘာလို့သူများနိုင်ငံနေတာအဲ့မှာလဲအကြမ်းဖက်အုပ်စုတွေကအမြောက်အများရှိတယ်အဲ့ဒါကိုဒီနေ့အစ္စရေးနိုင်ငံကအဲ့ဒီဆိုမာလီလန်ကိုပထမဆုံးနိုင်ငံအနေနဲ့အသိမှတ်ပြုတယ်သူကြေညာလို့တကမ္ဘာလုံးကအထူးသဖြင့်အရှေ့အလယ်ပိုင်းနိုင်ငံတွေကအကြီးအကျယ်ကန့်ကွက်နေတယ်ပြောချင်တာကကမ္ဘာပေါ်မှာအာဏာရှင်နိုင်ငံတွေအများကြီးပြဿနာတက်နေတာကျွန်တော်တို့တွေကမသိခဲ့ကြတာအဲ့တော့ကမ္ဘာတန်ယုံတွေအားလုံးကသူတို့မှာအတွေ့အကြုံအများကြီးရှိတယ်သူတို့မှန်းလို့ရနေပြီဒီကလေးတွေဒီလူငယ်တွေမခံဘူးပြန်လုပ်လိုက်မယ်အခုလည်းလုပ်နေတာပဲအဲ့တော့သူတို့ကကင်မရာရှေ့မှာသူတို့ ਨੇ ကလင်းတူဘူးဆိုဖားနေတဲ့ journalist ဆိုတဲ့အတူရောင်တွေရှေ့မှာသူတို့ပြောချင်တာပြောနေတာဒါပေမဲ့သူတို့ပြောတဲ့စကားနဲ့မြေပြင်နဲ့အများကြီးကွာနေတယ်ဘယ်သူမှမြန်မာနိုင်ငံကိုမပြိုကွဲစေချင်ဘူးဘယ်သူမှမြန်မာနိုင်ငံကိုပြည်သူတွေဒုက္ခရောက်ပျက်စီးဆုံးရှုံးတာမမြင်ချင်ဘူးဒါပေမဲ့ရွေးစရာမရှိအောင်ဘယ်လိုမှရွေးလို့မရအောင်သူတို့ကတွန်းပို့နေတာဘာနဲ့တွန်းပို့နေတာဖမ်းတယ်စီးတယ်နှိမ့်မှန်းတယ်နှိမ့်ဆက်တယ်တပ်ဖြတ်တော့ဘယ်သူကခံမှာလဲထွက်ပြေးမှာပဲအခုစိတ်မှုထမ်းတယ်ဘယ်သူမှစိတ်မှုမထမ်းနေဘူးအဲ့တော့ဘာဖြစ်လဲပြည်သူတွေကလေးတွေထွက်ပြေးတာပေါ့နီးမျိုးစုံနဲ့ထွက်တာခင်ဗျာထိုင်းမှာလာကြည့်ဗျာနော်သူတို့လည်းလာနေတာပဲမြန်မာနိုင်ငံလူငယ်တွေအမြောက်အများရောက်နေတာဗျာလက်ညှိုးထိုးမလွဲရှိနေပြီကွာဘယ်သူကသူများနိုင်ငံမှာသွားလုံကြီးမှာဘယ်သူကမျက်နှာငယ်ခံပြီးနေကြမှာခိုးနေရတာလက်ရှိတရားဝင်မလာနိုင်လို့နေဆက်ကနေအစင်းစင်းပေါင်ကိုရင်းနဲ့ဒီနေ့ပဲ
မနေ့ကပဲသတင်းတစ်ခုဖတ်လိုက်ရတယ်ဘတ်1000ခွဲပေါ့လှိုင်းပွဲကနေပြီးတော့ခိုးဝင်တာကျွန်တော်တို့18ယောက်လား19ယောက်လားယောက်ျားလေးက16ယောက်ပါတယ်မိန်းကလေးက12ယောက်တော့ပါတယ်ကျွန်တော်နိုင်ငံသမီးငယ်ဘတ်1000ခွဲလည်းပေးရသေးတယ်ဘတ်1000ခွဲဆိုတာနဲတယ်မဆန်မဟုတ်ဘူးဗျအဲ့တော့အဖမ်းခံလိုက်ရပြီအခုထိုင်းကပြန်ပို့ဖို့လုပ်နေပြန်ပို့ရင်ကျင်းသေးတယ်ဒီကလေးငယ်တွေအားလုံးဒီလူငယ်တွေအားလုံးစစ်မှုမထမ်းမနေရအတင်းကျပ်ရှေ့တန်းပို့ပြီးသိခိုင်းတော့မှာစစ်ပွဲကိုကြောက်လုံးလို့ထွက်ပြေးလာတာဗျာထိုင်းဘက်ကလည်းရက်ဆက်တယ်ပဲတကယ်ပြောရရင်ပြန်မပို့သင့်ဘူးထိုင်းနိုင်ငံမှာပဲထောင်ချလာလိုက်ဗျာပြန်ပို့တော့မှာဘာကြောင့်ဒီကလေးတွေထွက်ပြေးတယ်သူတို့ထဲမဝင်ခြင်းလို့ပေါ့ဗျာမပတ်သက်ခြင်းလို့ပေါ့ဗျာသူတို့ထဲဝင်လာတဲ့သူတို့ကသူတို့ကြုံလို့ပဲဆက်ဆံတော့မယ်အခုကလေးတွေဆိုကြားနေရတယ်ဟိုညဘက်ဆိုရင်အဆောက်လည်းပေးမလို့တော့ဘူးကင်းလည်းမဆောက်ခိုင်းတော့ဘူးညဘက်ဆိုဘားရက်တိုက်ထဲမှာထည့်ပြီးတောက်ခတ်ထားတာကလေးတွေထွက်ပြေးမှာဆိုလို့တကယ်ကိုကြုံခက်ကကြုံပိုင်ကျွန်တော်တို့ကြုံပိုင်ရှင်ကြီးတို့ကြုံပိုင်ရှင်ကြီးတွေခက်ကကြုံခက်ကကြုံတွေဝယ်ထားပြီးတော့တန်လောင်အိမ်ထဲမှာထည့်ပြီးတောက်ခတ်ထားရတယ်လို့လုံနေပြီအဲ့လောက်ဆိုးဝါးနေတာကူလေမရှက်မကြောက်ကိုနိုင်ငံကကလေးတွေနိုင်ငံရေးပါတီတွေဗျာပြည်သူတို့အလုပ်လုပ်မယ်ဆိုတဲ့နိုင်ငံရေးပါတီတွေကိုနိုင်ငံကလေးတွေကိုရက်ွက်တဲ့လူငယ်တွေကိုဆွေမျိုးသားချင်းတူတွေတူမတွေဒီလောက်တန်လောင်အိမ်ကြီးနဲ့တော့ခတ်ထားသူလို့ပြီးအသေးခံတိုက်ခိုင်းနေတာဟိုခေတ်ရဆိုရင်ဗျာကျွန်တွေဝယ်လာတယ်ဗျာအားလုံးရုပ်ရှင်ထဲမှာတွေ့ဘူးတာပဲဟောလိဝုဒ်ရုပ်ရှင်တွေမှာပြီးတော့ဗာဖြစ်မယ်ယောမခေတ်ခေါ်မခေတ်မှာကျွန်တွေကိုလှုပ်ပေးပြီးတော့ဟိုဘက်မှာဓာတ်နဲ့ခုတ်ခိုင်းတာလို့သူရဲကောင်းဆိုပြီးအသေးခံခိုင်းတာလို့အဲ့ဒီအချိန်မှာလဲအော်ဟစ်ကြတယ်လीမှတ်မိလားကျွန်တော်တို့ဒီနွားရိုင်းပွဲတွေမှာအသေးသက်ဆိုပြီးတော့ရှင်းပြောရင်ကြားတဲ့လူကအသေးပဲကျုံနေလေတန်ဖိုးမှမထားတာပြီးတော့ကြိုက်တဲ့လူလာဝယ်မင်းဘလောက်ပတ်စံပေးမခေါ်ပါမင်းအိမ်မှာကြိုက်တဲ့လောက်ကန်ရာသက်ပံကျုံအဲ့ဒါထက်ဆိုးတဲ့အနေအထားကိုရောက်နေတာကိုမျက်စိစုံမှိတ်ပြီးတော့အာနာတစ်ခုတည်းအတွက်ကိုကြီးပွားချမ်းသာဖို့ဥမိသားစုကောင်းစားဖို့တစ်ခုတည်းနဲ့ဒီရွေးကောက်ပွဲမှာအာပေါင်းအာတန်အာရင်တန်တန်နဲ့မဲဆွဲကြသူတို့ကိုထောက်ခံပြောကြဒီမိုကရေစီကလွယ်ပြီးလမ်းစရာမရှိဘူးမင်းတို့စစ်တပ်ကိုမကြိုက်ရင်ငါတို့ကဒီမိုကရေစီအရက်သားအုပ်ချုပ်တော့မှာအဲ့တော့ဟိုဖွဲ့စည်းပုံနဲ့သွားတော့မှာအဲ့တော့ငါတို့ဖြစ်တဲ့အရက်သားကိုငါတို့မဲပေးပါဆိုပြီးတော့မရှက်မကြောက်မဲဆွဲခဲ့ကြတာအဲ့ဒီအချိန်မှာခံခဲ့ရတဲ့ဘဝတွေပြက်ခဲ့ကြတယ်ဒီလူငယ်တွေရင်ထဲမှာဘလောက်တောင်းနှုတ်ခံစားရမလဲဒါတော့ကျွန်တော်တို့ဘက်ကတော်လိုင်းကြီးဘက်ကလူကြီးတွေနဲ့နိုင်ငံတွေကအတိုင်းဝိုင်းတွေကုလသမဂ္ဂတွေဥပဒေတွေကမလုပ်ပါနဲ့တားထားလို့နော်တကယ်တည်းတားရမှာပဲလေသူတို့ရိုင်းသလိုသူတို့ဥပဒေမဲ့သလိုဒါလှုပ်ပေးလိုက်ရင်လေဘာဖြစ်သွားမှထင်လဲလူကြီးမင်းတို့အဲ့တော့ဒါတော့ဒီညမှာကျွန်တော်စတွေးရပြီမနေ့ပြင်ဘာဖြစ်မလဲသူတို့ပြောတဲ့ဇန်နဝါရီ12ရက်နေ့ရယ်ဇန်နဝါရီ28ရက်နေ့အဲ့ဒီတလလုံးပေါ့အခုရှေ့လာမဲ့2026တလလုံးဘာဖြစ်မလဲဘယ်သူမှမခံမှန်းနိုင်ဘယ်သူမှခံမှာမဟုတ်ဘူးဘာလို့လက်ထက်မှာသူတို့လည်းမခံဘူးလေသူတို့လည်းတနက်ရှိပြီးတော့တနက်ဓာမိုးပြီးတော့လူဘာဝပြီးတော့ပြောချင်တာပြောနေတာဒီဘက်ကလည်းတနက်ရှိပြန်ချမှာပေါ့ဗျာဒါပါပဲအဲ့တော့မြန်မာနိုင်ငံကိုဖျက်ဆီးနေကြတဲ့လူတွေပဲအခုဒီရွေးကောက်ပွဲမှာပါမဲ့လူတွေလွတ်တော်ကိုယ်စားလှယ်ဆိုတဲ့လူတွေပါတီဆိုတဲ့လူကမြန်မာနိုင်ငံကိုတကယ့်သားရဲတွင်တွေကိုထိုးပို့နေပြီသူတို့ဆူဒန်ကိုမကြားဘူးလားမသိဘူးဒါဖို့လေဆူဒန်ဆိုမာလီယာသူတို့မကြားဘူးထင်တယ်ကျွန်တော်ပါဝင်နိုင်ငံတကာကစိုးရိမ်နေတဲ့အချက်တစ်ချက်ရှိတယ်လူကြီးမင်းတို့အရန်စိုးရိမ်ဖို့ကောင်းတယ်အဲ့ဒီမတိုင်ခင်ကျွန်တော်တို့စိုးရိမ်တာမဖြစ်ခင်မှာသူတို့တွေအမြန်ဆုံးအမြင်မှန်ရပြီးတော့အရှုံးပေးကြပါစေလို့ပဲကျွန်တော်တို့ကတော့ဆုတောင်းပေးရမှာအနာဂတ်ကိုကျွန်တော်တို့ကြိုမြင်နေပြီ
သူတို့ဇွတ်ပေပြီးတော့ခေါင်းမာနေကြမယ်ဇွတ်ပေပြီးတော့ဒီရွေးကောက်ပွဲကိုအတင်းလုပ်ပြီးအစိုးရတက်လုပ်မယ်ဇွတ်ပေပြီးတော့သူတို့ရှိတဲ့အင်အားနဲ့ဖြဲပြီးတော့ဒီစစ်အင်အားကိုပဲအသုံးထက်ချနေရင်တော့ဆိုမာလီလားဆူဒန်လားပဲဆူဒန်ပဋိပက္ခကကျွန်တော်သိသလောက်ကျွန်တော်တို့ငယ်ငယ်တည်းကဖြစ်နေတာဒါဖိုရဲ့ဒုက္ခသည်စခန်းဆိုတော့ကမ္ဘာပေါ်မှာအကြီးမားဆုံးဒုက္ခသည်စခန်းကြီးဒီနေ့ထိမပြေလေဘူးဖြစ်လိုက်တဲ့ပြည်တွင်းစစ်ဖြစ်လိုက်တဲ့လက်နက်ကဆိုမာလီယာထွန်နီးကောင်းပဲကျွန်တော်တို့ငယ်ငယ်တည်းကကြားဘူးခဲ့တဲ့အီသီယိုးပီးယားပေါ့နော်ကျွန်တော်တို့ငယ်ငယ်တော့ဒါနာမည်ကြီးပိန်ညောင်းတဲ့ကမ္ဘာပေါ်မှာအငတ်ဘေးကြတယ်ဆိုပြီးတကမ္ဘာလုံးကဝိုင်းသနာခဲ့တဲ့အီသီယိုးပီးယားဒီနေ့အမြင်မှန်ရသွားပြီတော်တော်လေးကိုတည်ငြိမ်သွားပြီသူ့ဘေးက Eritrea တော်တော်လေးကိုတည်ငြိမ်နေပြီအဲ့နိုင်ငံမှာရှိတဲ့လူတွေနည်းနည်းပြည့်လဲဒါပေမဲ့ဆူဒန်မရသေးဘူးအဲ့ဒါလေတန်ဇာရကျင်းစာတွေပဲအဲ့ဒီအာဖရိကနိုင်ငံတွေကအခုလိုပဲစိန်ထွက်တယ်ရွှေထွက်တယ်ဘာထွက်တယ်ညာထွက်တယ်ဆိုပြီးတော့တချို့နေရာရင်နန်းနေထွက်တယ်ပေါ့ဗျာအဲ့ဒီဟာကိုသူလူငါလူနဲ့လောဘတွေကြီးပြီးတော့စစ်ဘီရင်တွေကြီးစိုးလာတာနောက်တကဘာလုံးမှာဖြစ်နေတဲ့ radicalization လို့ခေါ်တဲ့လက်ဝဲအစွန်းလက်ရအစွန်းအရန်ကြောက်ဖို့ကောင်းတယ်